Zola 14 ရက်နေ့မှာကျင်းပမယ့် UFC Fight House ပွဲစဉ်မှာတော့ Justin Gaethje ဟာ Ilia Topuria နဲ့ရင်ဆိုင်ထိုးသက်သွားမှာဖြစ်ပါတယ်။ American သမ္မတအိမ်တော်မှာကျင်းပမယ့်ဒီပွဲမှာသူတို့နှစ်ဦးကခေါင်းပွဲအဖြစ်ရှင်ပြိုင်ထိုးသက်ကြမှာပါ။ Justin Gaethje အနေနဲ့ UFC Lightweight တန်းရဲ့ကြားဖြတ်ချန်ပီယံနှစ်ကြိမ်အထိဖြစ်ပြီးတော့ BMX ချန်ပီယံဟောင်းတရားလည်းဖြစ်ပါတယ်။ဒါပေမဲ့တကယ်ခပတ်အစ်ဖြစ်တဲ့ Lightweight ချန်ပီယံခပတ်ကိုတော့ရရှိဖို့ကြိုးစားနေတာမအောင်မြင်သေးပါဘူး။ဒီပွဲစဉ်က Justin Gaethje အတွက်တော့တကယ်ကိုအရေးပါတဲ့ပွဲစဉ်ဖြစ်ပါတယ်။ချန်ပီယံဖြစ်ဖို့အတွက်အစပန်ကိုစူးစမ်းမှာဖြစ်တယ်လို့အမေရိကန်နိုင်ငံသားဖြစ်တဲ့ Justin Gaethje ဟာကိုမြေကိုရည်ရဲ့ကိုပိတ်သက်ရှိမှာတမရအင်ဂျိုကြီးရဲ့မှာရှင်ပြိုင်ထိုးသက်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာချန်ပီယံတွေဖြစ်တဲ့ Henry Cejudo နဲ့ Kamaru Usman တို့ဟာဒီပွဲစဉ်ဟာ Justin Gaethje အတွက်တော့နောက်ဆုံးပွဲစဉ်ဖြစ်လာနိုင်တယ်ဆိုပြီးတော့ပြောဆိုခဲ့ကြပါတယ်။ပြောချင်တာကတော့ဒီပွဲပြီးရင် Justin Gaethje တယောက် MMA လောကကနေအနားယူနိုင်တယ်လို့ပြောဆိုခဲ့ကြတာပါ။ Henry Cejudo ရဲ့ပြောကြားချက်အရတော့ Gaethje ဟာဒီတန်စကားထဲမှာပဲငါ့ဘဝကိုစတင်တိုက်ခိုက်လာတာဖြစ်ပြီးတော့အခုလဲဒီနေရာမှာပဲတိုက်ခိုက်ရင်းနဲ့ကစားသမားဘဝကိုအဆုံးသတ်သွားမယ်လို့ပြောကြားခဲ့တဲ့ဖြစ်ကြောင်း Cejudo ကဖွင့်ချခဲ့ပါတယ်။ဒီစကလုံးတွေဟာ Gaethje ရဲ့ကိုယ်ပိုင်ခံယူချက်နဲ့ဂုဏ်သိက္ခာရှိနှုတ်ဆက်ချင်တာကိုထင်ရှားပါတယ်။ဒီသတင်းစကားပေါ်မှာသူ့ရဲ့တငယ်ချင်းဖြစ်သူကမ္ဘာချန်ပီယံဟောင်း Kamaru Usman ကလည်းအတော်လေးကိုစိတ်မကောင်းဖြစ်ရကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ Kamaru Usman က Justin Gaethje ဟာငါတို့အားလုံးကိုအမြဲတမ်းဖျော်ဖြေပေးခဲ့သူဖြစ်တယ်လို့သူကအားလုံးပြီးဆုံးသွားပြီလို့ပြောရင်လည်းအပြောနဲ့အလုပ်တကယ်တက်သေးပြတဲ့သူဖြစ်ပါတယ်။အခုချိန်မှာတော့ Islam ကချက်ကလည်းဒါမဲ့ဇွန်လ14ရက်နေ့မှာရှင်ပြိုင်မဲ့ Ilia Topuria နဲ့ Justin Gaethje တို့ရဲ့ပွဲပေါ်မှာစိတ်ဝင်စားဝေဖန်သုံးသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။မကာချက်က Justin Gaethje ကိုဘယ်တော့မှအထင်သေးလို့မရဘူးဆိုတာကိုပထမဦးဆုံးသတိပေးပြောကြားခဲ့ပါတယ်။ Gaethje ဟာ old school style ကစားသမားတယောက်ဖြစ်တယ်လို့မျိုးတကယ်ကြမ်းတမ်းခက်ထန်အောင်လေ့ကျင့်ထားတဲ့ဝါရင်တက်တန်းရဲ့တက်ခတ်ရေးသမားဖြစ်တယ်လို့ချီးကျူးခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကပြိုင်ပွဲဖြစ်တဲ့ Ilia Topuria ကတော့ပို့ပြီးတော့ငယ်ရွယ်တယ်လို့လင်မြဖြတ်လိုက်တဲ့စွမ်းရည်တွေရှိနေတဲ့အကြောင်းမို့လို့ဒီပွဲစဉ်ဟာပိတ်သက်တွေအတွက်တော့အလွန်ကောင်းမွန်တဲ့ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်လာမှာသိကြရလို့သုံးသပ်ခဲ့ပါတယ်။မကာချရဲ့အမြင်မှာတော့ဒီပွဲစဉ်ဟာငါးကြီးအပြည့်ထိသွားမဲ့ပွဲစဉ်မျိုးမဟုတ်ဘဲနဲ့အဆုံးအဖြတ်တစ်ခုကဆော့ဆော့စီစီထွက်ပေါ်လာနိုင်တယ်လို့ယုံကြည်နေကြပါတယ်။ပြီးတော့သူကပို့ပြီးတော့ငယ်ရွယ်ပြီးထက်မြက်တဲ့တိုပူရီယာဘက်ကနေပဲအနိုင်ရနိုင်မယ်လို့ပုံမျှော်လင့်ထားကြောင်းပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။မကာချရဲ့သုံးသက်ချက်တွေဟာလက်တွေ့ကျတဲ့အချက်လက်တွေပေါ်မှာအခြေခံနေတာတွေ့ရပါတယ်။ Ilia Topuria ဟာလက်ရှိအချိန်မှာရှုံးပွဲမရှိဆန်ချင်နေတဲ့သူ UFC လောကရဲ့အတောက်ပါဆုံးကျယ်ပွဲအဖြစ်ရပ်တည်နေပြီးတော့သူ့ရဲ့ထိုးသက်ချက်တွေကလည်းတိကျတယ်လို့ပြိုင်ဘက်ကိုအလဲထိုးနိုင်တဲ့စွမ်းရည်တွေကလည်းမြင်မာလွန်လာပါတယ်။တစ်ဖက်မှာလည်း Justin Gaethje ဟာအသက်အရွယ်အကြပေါင်းရလာပြီးဖြစ်တယ်လို့မျိုးသူ့ရဲ့ကစားသမားတစ်လျှောက်မှာခန္ဓာကိုယ်အပြင်းအထန်ထိခိုက်ရစေမဲ့ပွဲစဉ်ပေါင်းများစွာကိုဖျက်ဆီးခဲ့ရသူဖြစ်ပါတယ်။ဒါကြောင့်မလို့ Islam ကချက်က Topuria ရဲ့လူငယ်တွေနဲ့ခေါ်အားကဝါရင် Justin Gaethje ကိုအသာစီးရသွားမယ်လို့တွက်ဆထားပုံရပါတယ်။သို့တော်လည်း Gaethje ရဲ့အစဉ်လာကအလွယ်တကူလက်လျှော့တဲ့ထဲတော့မပါပါဘူး။သူကပြိုင်ဘက်ကိုအချိန်မီလွဲကျသွားစေနိုင်တဲ့ပေါင်စင်ဘုံလက်တီးတွေနဲ့ပွဲကိုအလှည့်ပြောင်းကိုဖန်ဆီးနိုင်တဲ့ရှိတဲ့ကစားသမားဖြစ်တာကြောင့်မလို့ Islam ကချက်ကိုယ်တိုင်က Gaethje ကိုအထင်မသေးဖို့တတိပေးတာပဲဖြစ်ပါတယ်။အကယ်၍ဒီပွဲဟာ Gaethje ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်လာခဲ့မယ်ဆိုရင်တော့သူဟာအစွမ်းကုန်အင်အားတွေကိုထုတ်သုံးပြီးတော့ပြည်သက်တွေကိုအမှတ်ရနေမှာကစားကွက်မျိုးတွေနဲ့တိုက်ခိုက်သွားမှာသိကြပါတယ်။အခြားတစ်ဖက်မှာလည်း Ilia Topuria အနေနဲ့ Justin Gaethje လိုဝါရင်ကစားသမားကြီးတယောက်ကိုအနိုင်ယူပြီးတော့သူ့ရဲ့အရှိန်အဝါကိုပုံမခိုင်မာအောင်တိစောက်ဖို့စူးစမ်းလာမှာဖြစ်လို့ဇွန်လ14ရက်နေ့ဟာ UFC သမိုင်းဆာမီနာတစ်ခုရေးထိုးမဲ့နေ့ရက်တစ်ခုဖြစ်လာတော့မှာဖြစ်ပါတယ်။ကမ္ဘာတဝန်းကအားကစားပရိသတ်တွေကလည်းဒီပွဲစဉ်ကြီးကိုမျှော်လင့်နေကြပြီးတော့ Gaethje တယောက်သူ့ရဲ့ကစားသမားဘဝကိုအောင်ပွဲနဲ့ညီကုန်းချုပ်သွားမလားဒါမှမဟုတ်Ilia Topuria ကပဲလူငယ်မျိုးဆက်တွေအင်အားကိုတက်တည်ပြသသမလားဆိုတာကတော့မကြခင်မြင်တွေ့ရတော့မှာဖြစ်ပါတယ်။လက်ရှိချန်ပီယံ Islam ကချက်က30ချက်ကိုပြန်ကြည့်ရင်လည်းသူဟာဒီပွဲစဉ်အရလက်ကိုအတော်လေးစိတ်ဝင်စားနေတာကိုတွေ့ရပါတယ်။မကာချက်ဟာအနာဂတ်မှာဒီပွဲကအနိုင်ရသူနဲ့ရင်ဆိုင်ဖို့ရှိနေရကြောင်းလည်းဖြစ်ပါတယ်။မကာချက်ကTopuria ကိုပို့ပြီးတော့အလေးသာတယ်လို့ပြောခဲ့ပေမဲ့ Justin Gaethje ရဲ့အတွေ့အကြုံနဲ့ခံနိုင်ရကိုတော့ရှော့မတွက်ဖို့ထပ်တလဲလဲသတိပေးနေခဲ့ပါတယ်။ UFC Lightweight တန်းရဲ့ထိပ်သီးကစားသမားတွေကြားကအပြန်အလှန်လေးစားမှုနဲ့ပြိုင်ဆိုင်မှုကိုပြသနေတာပဲဖြစ်ပါတယ်။ Topuria အနေနဲ့မကာချက်ရဲ့ခံမှန်းချက်အတိုင်း Gaethje ကိုစောစောစီးစီးလဲထိုးအနိုင်ယူသွားမလားဒါမှမဟုတ် Gaethje ကပဲသူ့ရဲ့ဝါရင်ပရိယာတွေနဲ့လူငယ်ကျယ်ပွင့်ကိုတင်ငန်းသာပေးသွားမလားဆိုတာကတော့စိတ်ဝင်ရှားတဲ့အကောင်းဆုံးအပိုင်းဖြစ်လာပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီနေရာမှာပဲရန်နာပြစီ။